အားလုံးပဲမင်္ဂလာပါကျွန်တော်ဟာ PRF member တယောက်ဖြစ်တယ်လို့ PRF ရဲ့စီယုံဝင်မှုတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကိုတိုင်းလည်း PRF member အဖြစ်ထောက်ဖို့တပ်သားအဖြစ်ကျွန်တော်တာဝန်ထမ်းဆောင်နေတယ်လို့ထောက်ဖို့တပ်သားတွေပိုပြီးများလာအောင်တာဝန်ထမ်းဆောင်အောင်လည်းကျွန်တော်စီယုံနေတဲ့သူတယောက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိအခြေအနေမှာလက်ရှိကျွန်တော်တို့ရဲ့အောင်ပွဲတွေနဲ့အတူတူ9နှစ်ကျော်6နှစ်ကာလအတွင်းကိုကျွန်တော်တို့ရဲ့ဒေါ်လာရဲ့အရွယ်ကြီးတစ်ခုကအခြေမပြတ်အနေမပြတ်ဖဲနဲ့ရှိနေတာဒီထောက်ဖို့တပ်သားတွေရဲ့ပါဝင်ပတ်သက်မှုပါဝင်ကူညီမှုပါဝင်ဝန်းရံမှုပါဝင်ထမ်းဆောင်မှုတွေကြောင့်ဒီနေ့ဒီချိန်ထိဒါခီးဆက်နေနိုင်တာဖြစ်တဲ့အတွက်ပထမဆုံးအနေနဲ့ထောက်ဖို့ member ဝင်တွေအားလုံးကိုကျွန်တော်ကကျေးဇူးတင်တဲ့အကြောင်းလေးပြောလိုပါတယ်သင်တို့ဟာအမှန်တရားကိုမြတ်နိုးတယ်အမှန်တရားကိုချစ်ခင်တယ်အမှန်တရားပေါ်မှာသစ္စာရှိနဲ့ယက်တည်မယ်အာနာရှင်ကိုမြမအမြေပေါ်မှာရောကမ္ဘာအမြေပေါ်ကရောအလိုမရှိဘူးမောင်းထုတ်ခြင်းတယ်ဆိုတော့သင်ဟာနှလုံးသားလှသောလူသားတစ်ယောက်ဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့နှလုံးသားလှတဲ့လူသားတွေအကုန်လုံးကအမှန်တရားဘက်ကရက်ပြီးတော့ဓမ္မဘက်ကရက်ပြီးတော့တော်လန်ရေးမှာထဲထဲဝင်ပါဝင်ကြတယ်နှလုံးသားမလှတဲ့သူတွေမန်တရားကိုလက်မခံခြင်းတဲ့သူတွေသည်အာနာရှင်ရဲ့အလိုကြအာနာရှင်ရဲ့စိတ်တိုင်းကြအာနာရှင်ရဲ့စစ်ဖက်နှက်အောက်မှာပြဝစ်ပြီးတော့ဟလာနိယာဓာကြောက်ရပါတယ်တို့ဟလာအစင်ပြေအောင်နေရမှာပေါ့တို့ဘယ်မင်းတက်တဲ့ဟလာကိုမင်းမဲတို့ကိုလုံးမကိုစားမှာပေါ့ဆိုတဲ့စကလုံးတွေဓာတ်ထဲမှာပဲသူတို့ဘဝရက်တီရှင်တန်ဖို့အတွက်တကူစားအစင်ပြေဖို့အတွက်တကူစားစီးပွားရေးတက်ဖို့အတွက်တကူစားအရေးရဖို့အတွက်တကူစားအေးဖို့အတွက်ပဲလုပ်နေကြတဲ့သူတွေဖြစ်တယ်အဲ့တော့နှလုံးသားလှပြီးတော့အမှန်တရားဘက်ကိုရက်တည်နေကြတော့ဓမ္မဘက်ကိုရက်တည်နေကြတော့လူသားတွေအားလုံးကတော့ဒေါ်လာရင်းကိုလုပ်ကြတယ်ဒေါ်လာရင်းကိုထောက်ပံ့ကြတယ်အဲ့ဒီထဲမှာတင်းတီလဲထောက်ဖို့တတတယောက်အနေနဲ့တာဝန်ထမ်းဆောင်ပြီးတဲ့သူတယောက်ဖြစ်နေပြီလို့လည်းကျွန်တော်ယုံကြည်ပါတယ်တကယ်လို့တာဝန်မထမ်းဆောင်ရသေးဘူးဆိုလို့ရှိရင်လည်းတက်ဆိုင်ရာကိုယ့်ရဲ့မွေးဖွားရာတိုင်းလိုက်စနစ်မြင်းဆောင်ရှစ်မြင်းဆောင်စသည်ဖြင့်ကိုယ့်ရဲ့မြင်းဆောင်နေတိုင်းကိုယ့်ရဲ့ဒေတာကိုထဲဝင်ပါဝင်ခြင်းနဲ့တိုင်းဒေတာတွေကိုကြည့်ပြီးတော့ပုံစံမျိုးစုံနဲ့ကျွန်တော်ပါဝင်လို့ရပါတယ်ကျွန်တော်တို့မိသားစုကတော့ကျွန်တော်အမျိုးသမီးရောကျွန်တော်သားနှစ်ယောက်ကိုကျွန်တော်တို့မွေးဖွားရာတိုင်းဒေသတွေပေါ်မှာမူတည်ပြီးတော့တစ်နှစ်စာမန်ပါဝင်နေအဖြစ်နဲ့ကျွန်တော်တို့ရက်တည်နေပါတယ်အဲ့တော့ကျွန်တော်ကတော့မကွေးတိုင်းကျွန်တော်အမျိုးသမီးကတော့မန္တလေးတိုင်းကျွန်တော်သားနှစ်ယောက်ကတော့ရန်ကုန်တိုင်းမှာထောက်ဖို့တတအဖြစ်နဲ့တစ်နှစ်စာကျွန်တော်တို့ပါဝင်နေတဲ့သူဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့တင်တို့ရဲ့လက်ထဲမှာတင်တို့စီမှာထောက်ဖို့တတအဖြစ်နဲ့တာဝန်ထမ်းဆောင်ထားတဲ့ကတ်တွေအဲ့ဒီလိုမျိုး record တွေဒီအမှတ်တရအနေနဲ့တမိုင်းမှာတင်ထားရမယ့်အရာတွေလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အမြန်ဆုံးအနေနဲ့ထောက်ဖို့တပ်သားဖြစ်ဖို့အတွက်ပါဝင်ကူညီပါထောက်ဖို့တပ်သားတွေများရှိလာမှသာလျှင်ကျွန်တော်တို့တော်လန်ကြီးရဲ့အရွေတွေကောင်းလုပ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီ PRF ဆိုတာဒီကျွန်တော်တို့ရဲ့တော်လန်ကြီးအစိုးရရဲ့တရဝင်ဟာလာမြေပြင်ကိုထိရောက်နဲ့စနစ်တကျစီးဆင်းနေတဲ့ထောက်ဖို့တက်ဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ရဲ့ PRF မှာပါဝင်ကူညီတာဝန်ထမ်းရင်းနဲ့တမိုင်းမှတ်တမ်းတွေကိုကကြီးတွင်အောင်တမိုင်းမှတ်တမ်းတွေကိုအတူတူစိုက်ထူကြရင်းနဲ့အာနာရှင်ကိုမြမမြေပေါ်အောင်ကမ္ဘာမြေပေါ်အောင်အတူတူမောင်းထုတ်ရင်းနဲ့ကျွန်တော်တို့အားလုံးရဲ့ဒန်းတူညီမျှမှုကျွန်တော်တို့အားလုံးရဲ့တကယ်ကိုစစ်မှန်တဲ့လွတ်လပ်မှုတွေအဲ့တော့ပြည်နယ်တစ်ခုတည်းလွတ်မြောက်တာမဟုတ်ဘူးဗမာတိုင်းတအူးတည်းလွတ်မြောက်တာမဟုတ်ဘဲနဲ့အလုံးစုံလွတ်မြောက်တဲ့ကျွန်တော်တို့ရဲ့အောင်ပွဲတွေစီကိုသွားနိုင်ဖို့အတွက် PRF member တယောက်အဖြစ်နဲ့ချက်ချင်းပဲအခုပဲတာဝန်ထမ်းဆောင်လိုက်ပါလို့ကျွန်တော်ကဒီနေရာကနေနှိုးဆော်ပါတယ်ဗျာအားလုံးတော့ကပြပါတာဘေးမတမ်းပဲလောကမှာထာဝရအေးချမ်းကြပါစေ